နာမည်ကမခင်ဝေမြသိမ်းပါအမကတောင်းကလာစာဖြေဌာနနေလာတာပါအန်တီကလည်းပဲနာမည်ကတော့ဒေါ်မြင့်တန်ပါတောင်းကလာစာဖြေဌာနနေလာတာပါပဲတောင်းကလာရန်ကင်းစာဖြေဌာနမှာဖြေရတာပေါ့နော်အန်တီကဒီတုတ္တဓမ္မဒီပလိုမာစတော့ပေါ့နော်အန်တီရဲ့ဓမ္မမိတ်ဆွေတယောက်ကနေပြီးတော့အန်တီရဲ့ဒီလိုတော့ရှိတယ်အန်တီသမီးတို့ဖြေကြမလားဆိုတော့အန်တီကအေးဖြေခြင်းနဲ့ဆိုရင်ဖြေချရအောင်လို့ဆိုပြီးတော့ပေါ့နော်သူကနေပြီးတော့ပြောတဲ့အတွက်ကြောင့်အန်တီဖြေပြမယ်ပေါ့နော်ပြောပြီးတော့တခါအန်တီကနေတဆင့်သမီးကိုပေါ့နော်သမီးရဲ့ဒီလိုဖြေမယ်သမီးရောဖြေဦးမလားဆိုပြီးတော့ပဲအန်တီကသူ့ကိုပြောပြီးတော့ဒီဆရာမကိုဖြေဖြစ်တာပါပဲကဲပါမေးစကားနားထောင်တာဘိုင်းပေါ့နော်ဒါပေမဲ့တကယ်ကိုဆရာတော်ဘုရားကြီးရဲ့ဒီဆောင်ပွဲကိုတကယ်ကိုဝင်ဖြေခြင်းတယ်ဒီမှာလဲတရားဓမ္မအတိတွေရမယ်လို့ယုံကြည်လို့စပြီးတော့ဖြစ်ခဲ့တာပါဒီထိရောက်လာခဲ့တာပါဒီကတော့အမားတို့ကပေါ့နော်ဒီပလိုမာကတော့တစ်နှစ်ခွဲဒီဘက်မှာကျတော့ကဝေတီကျတော့နောက်ထပ်တစ်နှစ်ခွဲဆိုစုစုပေါင်း3နှစ်တက်ခဲ့ရတာပေါ့နော်အခု3နှစ်လုံးမှာဘာတွေအမှတ်တရရှိလဲဆိုတော့အမားတို့ကအမားဆိုလို့ရှိရင်တော့ဒီဟာပေါ့နော်ဝန်ထမ်းလည်းဖြစ်တယ်မိခင်လည်းဖြစ်တယ်အိမ်အောင်ရှင်လည်းဖြစ်တယ်ဆိုတော့အချိန်လုံးဝမရှိပါဘူးဒီမှာဆိုလို့ရှိရင်ဆရာတော်ကြီးကဒါ set study ပုံစံနဲ့လုပ်ပေးထားလို့ဒါအမဒီဘွဲကိုရတာပေါ့နော်အဲ့တော့ကိုအားတဲ့ချိန်လေးမှာဆရာတော်ကြီးရဲ့တရားတွေနားတယ်ဖတ်မှတ်ပြီးတော့လေးလာပြီးတော့ဖြေခဲ့တဲ့အတွက်ကြောင့်ရတာပါဒီလိုမျိုး set study လုပ်ပေးတဲ့အတွက်လည်းဆရာတော်ကြီးကိုအရန်ကိုကျေးဇူးတင်ရပါတယ်မဟုတ်ရင်မှဒီဟာကိုစိတ်ကူးတော်ညီလို့ရပါဘူးအန်တီကတော့ပေါ့နော်ဒီလိုမျိုးလေးဖြေလိုက်ရတဲ့အတွက်ကြောင့်မလို့အတိုင်းမသိဝမ်းသာတာပေါ့နော်အန်တီတို့ကဘယ်လိုလဲဆိုတော့ business ယူပြီးတဲ့ဟိုကတရားဓမ္မဘက်ကိုလိုက်ခဲ့တယ်ပေါ့ဒါပေမဲ့ဒီဆရာတော်ကြီးရဲ့ဒီစံပွဲကိုဖြေဆိုမယ်ဆိုတဲ့ဟိုကစိတ်နှစ်ပြီးတော့ပေါ့နော်ဒီဆရာတော်ကြီးရဲ့စာပေတွေကိုလေ့လာလိုက်စားတဲ့အခါမှာရခင်ရှိခဲ့တဲ့လက်တွေ့ဘဝထက်ကိုပေါ့နော်စာသိလေးတွေကိုပါအသိကိုပုံမို့ပြီးတော့ကြော်ဝလာတဲ့အတွက်ကြောင့်မလို့အထူးပဲဝမ်းမြောက်ပါတယ်ဆရာကြီးတို့လည်းအထူးပဲကျေးဇူးတင်ပါတယ်တပည့်ရဲ့ပီတီကတော့အရန်ကိုဖြစ်ရပါတယ်ကြည်လူးရပါတယ်ဒီပညာဘူမိရဲ့မိသားစုဝင်လေးဖြစ်ရတဲ့အတွက်ပေါ့နော်အခုဆိုလို့ရှိရင်ဒီတုတ္တဓမ္မကဝေတီဘွဲကိုရတဲ့အတွက်လည်းအရန်ကိုကိုလည်းဂုဏ်ယူရပါတယ်ဒီအတွက်ကိုလို့ရှိရင်လည်းဓမ္မအတိတွေကရပြီးတော့ဒီတန်တရားခီးမှာပေါ့နော်မှန်ကန်တဲ့အတိတွေနဲ့အမှားနဲ့အောင်သွားနိုင်မယ်လို့လည်းကိုယုံကြည်ပါတယ်ညီမလေးဟုတ်တယ်ဘာတွေပြောင်းလဲသွားလဲဆိုတာအဲ့ဒါလည်းတော်တော်များများမေးကြတယ်ပေါ့နော်ဘာတွေပြောင်းလဲသွားလဲဆိုလို့ရှိရင်ကိုကတော့မှန်ကန်တဲ့အမြင်တယ်လို့ကိုလည်းမြင်တယ်ဓမ္မအတိလည်းရှိသွားတဲ့အတွက်တော့ဆောင်းဝပြောသလိုပဲအမှားကတော့တန်တရားခီးမှာအမှားတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အမှားနဲသွားမယ်လို့ကိုလည်းယုံကြည်တယ်ကုသိုလ်ဖြစ်အောင်နေတက်သွားတက်စားတက်စဉ်းစားတက်မယ်လို့လည်းယုံကြည်ပါတယ်ညီမလေးရှိခဲ့ပါတယ်အန်တီအဲ့ဒါကတော့လေအန်တီအများကြီးပဲပေါ့နော်ညှဝေလိုက်တဲ့အတွက်ကြောင့်မလို့အန်တီနဲ့အတူခင်ပေါ့နော်အငိမ့်စားမြူခင်ကလုတ်ခဲ့တဲ့လုတ်ဖို့ကင်မဲ့5 ဦးလောက်ကအခုဆိုရင်သူတို့တုတ္တကဝေတီပေါ့နော်ပတ်တူးအထီတောင်ရောက်ပြီးတော့တက်နေကြပြီးတော့ပြောင်းတဲ့တယောက်တွေးဆုံလိုက်တဲ့အခါမှာလည်းပဲပေါ့နော်ဒီတရားဓမ္မလေးတွေကိုဆွေးနွေးဖြစ်တော့တော်တော်လေးကိုကြည်နူးဝမ်းမြောက်မိတယ်ပေါ့နော်ဒီတူပဲရက်ွက်ထဲမှာကြတော့လေအန်တီဒီလိုဖြည့်တဲ့အခါကျတော့ဘာတွေဖြည့်နေသလဲဘာတွေလုပ်နေသလဲဒီလိုပဲနေမဲ့အစားဒါလေးကိုဆရာတော်ကြီးရဲ့စာပေကိုလေ့လာပြီးတော့ပေါ့နော်ဖြည့်ဖြစ်မယ်ဆိုရင်အချိန်ပြည့်ရင်ထဲမှာတရားလေးတွေကိုမှတ်သားနေမိတယ်အဲ့ဒါကြောင့်မလို့ဖြည့်ကြည့်ပါဆိုပြီးတော့အန်တီပြောတဲ့အတွက်ကြောင့်မလို့အန်တီရက်ွက်အတိုင်းဝိုင်းမှာလည်းပဲပေါ့နော်ဖြည့်ဆိုတဲ့လူတွေအများကြီးဖြစ်လာတဲ့အန်တီဝမ်းမြောက်မိပါတယ်သူတို့လည်းပြောပါတယ်ဘာပဲပြောအားမလျှော့ပါနဲ့ဒါဟာဖြည့်ဆိုလို့ပေါ့နော်ကိုအောင်စင်းတွေထွက်ခဲ့လို့မပါတဲ့ရင်တော့ဒါပူဇော်နေတာပါလို့ဆိုပြီးတော့တရားဓမ္မကိုပူဇော်နေတာပါဆိုပြီးအန်တီအားပေးပြီးတော့ပဲဖြည့်ဆိုခိုင်းနေပါတယ်ဒါကြောင့်မလို့လည်းအန်တီသူတို့ဖြည့်ဆိုနေတော့လည်းအန်တီအထူးပဲဝမ်းမြောက်မိပါတယ်တမီးရဲ့ဘောဒီပခိယ138ပါးမှာတပါးပါးမှာကိုယ့်ရဲ့မိမိတန်တာမှာပေါ့နော်မတီးခဲ့ရင်သာသနာကိုပေါ့နော်အောင်မြင်မှုပေါ့နော်သာသနာနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုမှတ်တိုင်တစ်ခုကိုမဆိုင်နိုင်ဘူးသာသနာကိုလည်းတည်မြဲမှုမရှိနိုင်ဘူးလို့အန်တီကတော့ယုံကြည်ထားပါတယ်တမီးရဲ့